ကဲဒီနေ့မှာတော့ရောသားရဲ့ဇက်လန်အပိုင်း3လေးလာပါပြီခလေးတို့ရေမနေ့ကရောသားကိုသူ့ကိုယ်တွေကရောင်းလိုက်ပြီနော်အဝေးဆုံးတစ်နိုင်ငံကိုခေါ်သွားကြတာမမိသေးလားဒီနေ့တော့ရောသားကအဲ့ဒီနေရာမှာဘာတွေဖြစ်လာမလဲဆိုတာကိုဆက်နားထောင်ကြမယ်နော်ရောသားကိုတဲ့ကုန်တယ်တွေကအီဂျစ်နိုင်ငံကိုခေါ်သွားကြတယ်တဲ့အဲ့ဒီနေရာမှာယောသားကိုလူတစ်ယောက်ကဝယ်လိုက်တယ်တဲ့သူ့နာမည်ကတော့ပိုတိဖာလို့ခေါ်တယ်တဲ့သူကအီဂျစ်မှာအရေးကြီးတဲ့လူတစ်ယောက်ပေါ့ကလေးတို့ရေယောသားအတွက်တော့ဒီအချိန်ကအရန်ကိုခက်ခဲတဲ့အချိန်ပါနော်အိမ်ကနေအဝေးဆုံးကိုရောက်သွားပြီးတော့မှအဖေကိုလည်းမတွေ့ရတော့ဘူးအကိုတွေကလည်းမရှိတော့ဘူးဒါပေမဲ့တဲ့ယောသားကမနာလိုမုန်းတီးနေခြင်းတွေမရှိဘူးတဲ့သူကကြိုးစားပြီးတော့မှကောင်းကောင်းလေးနေတယ်တဲ့ပိုတိဖာရဲ့အိမ်မှာယောသားကအလုပ်တွေကိုတည်တည်ချာချာလုပ်ပေးတယ်တခုခုလုပ်မယ်ဆိုလို့ရှိရင်အမြဲတမ်းကြိုးစားပြီးတော့မှအကောင်းဆုံးလုပ်ဆောင်ပေးတယ်တဲ့ဒါကြောင့်မလို့ပိုတိဖာကယောသားကိုယုံကြည်လာတယ်တဲ့တဖြည်းဖြည်းနဲ့ယောသားကိုအိမ်ထဲကအရေးကြီးတဲ့အလုပ်တွေကိုပေးအပ်လာတယ်တဲ့ဒီအလုပ်ကိုမင်းပဲဆောက်ရှောက်ပါဒီအိမ်ကိုမင်းကိုပဲယုံကြည်မယ်ဆိုပြီးတော့မှပိုတိဖာကယောသားလေးကိုပြောလာတယ်တဲ့ကလေးတို့ရေယောသားကဘာကြောင့်အယုံကြည်ခံရတာလဲဟုတ်တယ်နော်သူကသစ္စာရှိပြီးတော့မှကြိုးစားတယ်နော်အဲ့ဒီအတွက်ကြောင့်မို့အယုံကြည်ခံရတာပေါ့နော်ဒါပေမဲ့တဲ့တနေ့မှာတော့မကောင်းတဲ့အဖြစ်တစ်ခုကဖြစ်လာတယ်ကွယ်ပိုတိဖာရဲ့ဇနီးကယောသားကိုမမှန်ကန်တဲ့အရာတစ်ခုလုပ်ဖို့ခေါ်တယ်အဲ့ဒီအချိန်မှာယောသားကဘာလုပ်လဲယောသားပြောတယ်မလုံနိုင်ပါဘူးဒီဟာကမကောင်းပါဘူးဆိုပြီးတော့မှယောသားလေးကညင်းဆိုလိုက်တယ်တဲ့ခလေးတို့ရေမကောင်းတာကိုမလုပ်ဘူးလို့ပြောနိုင်တာအရေးကြီးတယ်နော်ဒါပေမဲ့အဲ့ဒီမိန်းမကမနာလိုစိတ်ဖြစ်ပြီးတော့မှစိတ်ဆိုးသွားတယ်တဲ့ပြီးတော့ယောသားကိုမမှန်နဲ့ဆွဆွဲမှုလောက်လိုက်တာပေါ့ကွယ်ပိုတိဖာကအဲ့ဒီအကြောင်းကိုကြားလိုက်တဲ့အခါအယမ်းကိုစိတ်ဆိုးသွားတယ်ယောသားကိုမေးမလားဆိုတာမလုပ်ပဲသူ့ကိုထောင်ထဲပို့လိုက်တယ်တဲ့နော်ယောသားလေးကိုဘာမှမင်းမြင်ခြင်းမရှိတော့ဘဲနဲ့မမေးမမြင်မဲနဲ့လေသူ့ကိုယောသားလေးကိုထောင်ထဲကိုပို့လိုက်တယ်တဲ့ခလေးတို့ရေယောသားကအမားမလုပ်ဘဲနဲ့မှထောင်ထဲကိုရောက်သွားရတယ်တဲ့တရားလုံးဝမမျှတဘူးနော်ထောင်ထဲမှာယောသားတယောက်တည်းမောင်မိုက်ပြီးတော့မှအစ်ဆက်နေတဲ့နေရာမှာတယောက်တည်းဖြစ်နေတယ်တဲ့ဒါပေမဲ့ဖယားသခင်ကယောသားလေးနဲ့အတူရှိနေတယ်ယောသားကထောင်ထဲမှာတောင်မှမငြင်းညူဘူးအလုပ်တွေကိုဆက်ပြီးတော့မှတေချာလုပ်တယ်တဲ့ဒါကြောင့်မလို့ထောင်ထိန်ကတောင်မှယောသားလေးကိုယုံကြည်လာတယ်တဲ့တဖြည်းဖြည်းနဲ့ယောသားကိုထောင်ထဲကအလုပ်တွေကိုစောင့်ရှောက်ဖို့ပေးလိုက်တယ်ကလေးတို့ရေဘယ်နေရာမှာပဲရှိနေပါစေကောင်းကောင်းနေလူတွေကယုံကြည်လာမယ်နော်ဒါပေမဲ့ယောသားရဲ့ဇက်လန်ကဒီမှာမပြီးသေးဘူးထောင်ထဲမှာအရေးကြီးတဲ့လူနှစ်ယောက်နဲ့တွေ့ရတော့မယ်အဲ့ဒီတွေ့ဆုံမှုကယောသားလေးရဲ့ဘဝကိုပြောင်းလဲသွားစေမှာဖြစ်ပါတယ်ကဲကလေးတို့ရေအပိုင်း3ကဒီမှာပြီးပါပြီနော်နောက်တစ်ခါမှာတော့အပိုင်း4ကိုဆက်ပြောပြမယ်ယောသားဘလို့အရေးကြီးတဲ့လူတစ်ယောက်ဖြစ်လာမလဲဆိုတာကိုစောင့်မျှော်ပေးကြပါအောင်နော်